ဘဝမှာအလေးအကျင့်ကောင်းတွေကိုဘာကြောင့်မို့လို့နေတိုင်းလှုပ်နိုင်ဖို့ရအတွက်ကို train ပေးရတာလေအလေးကျင့်ကောင်းတွေကိုလှုပ်ဖို့ရအတွက်ဘာကြောင့်လိုအပ်တာလဲဆိုရင်ဟမုန်းတွေကကိုအောင်နိုင်ဖို့ရအတွက်ပဲဖြစ်ပါတယ်ဘာလို့အောင်နိုင်ဖို့လဲဆိုလို့ရှိရင်ကိုယ့်ရဲ့စိတ်ထဲမှာရှိတဲ့ဂျင်းကောင်ကိုအောင်နိုင်ဖို့ပဲဖြစ်ပါတယ်အဲ့တော့ဝန်တွေကသူတေသနာတွေရဲ့အဆိုအရာအကျင့်ကောင်းတွေကိုလုပ်မယ်ဆိုလို့ရှိရင်ရက်ပေါင်း30ရက်ပေါင်း30ဒါမှမဟုတ်သူတို့ကပြောတယ်3လကြာမယ်ရက်ပေါင်း90ပေါ့တစ်လသို့မဟုတ်3လရက်ပေါင်း30သို့မဟုတ်ရက်ပေါင်း90အဲ့လောက်ကြာမယ်လို့ပြောထားကြတာရှိတယ်အဲ့တော့ဟိုမုန်းကိုယ်တိုင်ကို train ပေးလာတယ်ဆိုတဲ့အချိန်မှာရက်ပေါင်း90မက100ကျော်ခဲ့ရင်တောင်မှပဲအဲ့ဒီအကျင့်ကိုတိဆောက်ထားတဲ့အကျင့်ကိုခဏလေးနဲ့ဖြတ်ပစ်လိုက်ဖို့ရအတွက်ကလွဲကူတယ်ပြီးရင်အဲ့ဒီအကျင့်ကိုနေတိုင်းလုပ်နိုင်ဖို့ရအတွက်ကကိုဆက်ပြီးတော့မှ train ပေးနိုင်ဖို့လိုတယ်အဲ့လို train ပေးနိုင်ဖို့ဆိုတာကကိုအားပေးစကားပြောဖို့လိုတယ်ကိုနေလုပ်နိုင်ရမယ်ဆိုတဲ့စကားလုံးတွေပြောပေးဖို့လိုတယ်ကိုခွန်အားဖြစ်စေမယ့်စကားလုံးတွေပြောပေးဖို့ရအတွက်လိုအပ်တယ်ဘာကြောင့်လဲဆိုလို့ရှိရင်လွယ်နဲ့အရှုံးမပေးတတ်တဲ့သူတယောက်ဖြစ်လာစေဖို့လွယ်နဲ့လက်လျှော့တတ်တဲ့သူတယောက်မဖြစ်စေဖို့ပဲဖြစ်ပါတယ်အဲ့တော့ကိုလိုချင်တဲ့ရွယ်ချက်ရည်မှန်းချက်ပန်းနိုင်တွေကိုရောက်ဖို့ဆိုတာကကို train ပေးဖို့လိုတယ်ပြီးရင်လွယ်နဲ့အရှုံးမပေးတတ်တဲ့စိတ်ဓာတ်ရှိဖို့လိုတယ်ကိုအောင်နိုင်ဖို့လိုတယ်ကိုရဲ့စိတ်ထဲမှာရှိတဲ့ဂျင်းကောင်ကိုအောင်နိုင်ဖို့ရအတွက်လိုအပ်ပါတယ်အဲ့လိုတွေအောင်နိုင်ပြီဆိုလို့ရှိရင်ကိုရဲ့ပြောင်းလဲမှုကိုကိုတိုင်သိရှိလာရမယ်ပြီးအဲ့ဒီအတီးအပွင့်ကိုကိုယ်တိုင်ခံစားလာရမယ်အဲ့ဒီပျော်ရွှင်မှုကိုကိုယ်တိုင်ခံစားလာရမှာပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့ကိုအပင်စိုက်တယ်ဆိုလို့ရှိရင်အဲ့ဒီအပင်မှာတီးလာတဲ့အတီးအပွင့်တွေကိုကိုယ်တိုင်စားသုံးလို့ရတယ်လို့မျိုးပဲတခြားပတ်ဝန်းကျင်မှာရှိတဲ့သူတွေကိုလည်းပြန်လည်ပြီးတော့မှဝေမျှပေးနိုင်မှာပဲဖြစ်ပါတယ်အဲ့တော့ကတခြားသူတွေကိုပေးခြင်းတယ်ဆိုရင်ကိုယ်မှာအရင်ဦးဆုံးရှိဖို့ရအတွက်လိုအပ်ပါတယ်ဒါကြောင့်ပေးဖို့ရအတွက်ကိုအရင်ဦးဆုံးရှိအောင်လုပ်ပါကိုရှိလာစေဖို့ရတဲ့ကို train ပေးနိုင်တဲ့သူတယောက်ဖြစ်အောင်လုပ်ပါလို့ဒီနေရာလေးရလင်ပြီးတော့မှ idea လေးပေးလိုက်ချင်ပါတယ်ရှင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်တစ်ချိန်တည်းမှာပဲဒီဗီဒီယိုကိုကြည့်တဲ့မိတ်ဆွေကကို train ပေးနိုင်ခြင်းနဲ့ဆိုရင်ကိုရဲ့နှုတ်ရဲ့စိတ်ရဲ့ဒီအကြောင်းကိုကသိဖို့ရအတွက်လိုအပ်ပါတယ်သိချင်တယ်ဆိုလို့ရှိရင်မကြခင်မှာပြုလုပ်တော့မယ်အသုံးချစိတ်ပညာလို့ခေါ်တဲ့ NLP basic 2-day training မှာပြန်လည်ပြီးတော့မှဆုံးတွေ့ပါအောင်မယ်အမြဲတမ်းမှတ်ထားပါ hero is you